တင်ဆက်ပေးမယ့်သတင်းကတော့ရှမ်းတောင်မှာဂေါ်ရခါတီတလုံး25ရက်သားရှိတာကြောင့်တောင်သူတွေလွန်စွာရှုံးပေါ်နေတဲ့သတင်းပဲဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းကုန်းစိမ်းတီးနယ်ဈေးကွက်မှာဂေါ်ရခါတီတလုံးကို25ရက်သားရရှိတာကြောင့်တောင်သူတွေမှာတွက်ချီမကိုက်ဖဲနဲ့အရှုံးနဲ့ရင်ဆိုင်နေကြရပါတယ်။ယခုစက်တင်ဘာလမှာဂေါ်ရခါတီအထွက်တော့မပြလာတာကြောင့်ရောင်းလိုအားများတဲ့အတွက်ဈေးကွက်ကျဆင်းလာတာဖြစ်ကြောင်းဩဂတ်လကောင်လုံးကတော့ဂေါ်ရခါတီတလုံးကို80နဲ့80ကျပ်လောက်ရှိပြီးတော့အဲ့ဒီအရင်လားတွေတုန်းကဆိုရင်300နဲ့600လောက်ထိရတယ်လို့သိရပါတယ်။ဂေါ်ရခါတီဈေးတွေကျဆင်းလာကြောင်းစိုက်ပျိုးတဲ့တောင်သူတွေမှာဂေါ်ရခါတီအလုံး60ပါတဲ့ကိုမှ1500ကျပ်သားရရှိပြီးတော့ကုန်စည်ထိုင်းတွေကပြန်လည်ရောင်းချရမှာတော့အလုံး90ပါတဲ့ကို1000ကျပ်နှုန်းသာရှိနေတယ်လို့သိရပါတယ်။ဒီဈေးကတော့မြတ်တူကွာပေးပို့လာပါ